တလားတစ်ခါဒီကိုယ့်ရဲ့ industry ထဲမှာရှိနေတဲ့ competitor တွေရဲ့ movement တွေ activity တွေ campaign တွေအဲ့ဒါတွေကိုတလားတစ်ခါလုံးနိုင်တလားတစ်ခါလုပ်ပေါ့လေဟုတ်လား analyze လုပ်ပြီးတော့မှ maybe report ကို slide 4-5 ခုလောက်ပဲဖြည့်ပြီးတော့နည်းနည်းလူကြီးရဲ့စိတ်ဝင်စားနိုင်မဲ့ special activity လေး4-5 ခုလောက်ပဲဖြည့်ပြီးတော့လူကြီးတွေကိုသွားပြီးပြနိုင်ရဆိုလို့ရှိရင်က competitor တွေကတော့ look competitor တွေကဒါလုပ်နေပြီငါတို့စီမှာ activity က0 competitor တွေကဒီတိုင်းလုံးနေပြီငါတို့လည်းဝင်တဲ့တယ်အဲ့တော့ငါတို့ဝင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုး brand awareness တွေဒီလိုမျိုး message တွေငါတို့ရနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့တော့သွားလို့ရတယ်ဆိုတော့တလားတစ်ခါတော့၎င်းဒါမှမဟုတ်လို့ရှိရင်3လတစ်ခါတော့၎င်းအဲ့လိုမျိုးလေးပုံမှန်လေးကျွန်တော်တို့ကတင်ပေးပြီးတော့မှခုနကပြောတဲ့ reporting နဲ့ပြန်ချိန်ပြီးတော့ကိုယ့်ရဲ့ boss ကိုဆွဲဆောင်နိုင်မယ်ဆိုလို့ရှိရင်ကတော့စီယုံနိုင်မယ်ဆိုလို့ရှိရင်ကတော့ဖြစ်နိုင်မယ်လို့ကျွန်တော်လည်းယူဆတယ်ပေါ့နော်ကိုလုပ်ငန်းခွင်မှာထက်လူတွေကို digital marketing ပိုင်းအာရုံမစိုက်ဘူးဆိုရင်တဲ့ digital marketer တယောက်အနေနဲ့ဘယ်လို CEO ဥဆောင်သွားရမလဲဆိုတော့ good question okay တစ်ချက်ကနှစ်ချက်တော့ရှိမယ်ပေါ့နော်တော်မြင်တာနှစ်ချက်တော့ရှိတယ်တစ်ချက်ကသူတို့အနေနဲ့ ROI မမြင်လို့သုံးချက်တော့ရှိရဆိုတော့ ROI မမြင်လို့ဒီ digital marketing လုပ်ခြင်းအပြင်return on investment ကျွန်တော်တို့ digital marketing နဲ့ကိုငွေသိန်း100ပြည့်ထည့်ဆိုလို့ရှိရင်ဘယ်တော့ထွက်လာမှာလဲဆိုတော့ဟာကိုသူတို့အနေနဲ့မမြင်တာဖြစ်နိုင်တယ်ဆိုတော့သူတို့မလုပ်ဘူးဒါတစ်ချက်နှစ်ချက်ကကျတော့သူတို့နားမလဲဟို even များကျွန်တော်တို့အောင်မှာအခုဟို TikTok marketing ကျွန်တော်တို့အခုစ run နေပြီlevel up မှာကျွန်တော်တို့ TikTok retainer ပေါ့လေဒီ video တွေကိုပုံမှန်တပတ်ကို4 post 5 post သွားတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ client တချို့အဲ့ service ပေးပြီးတော့ကျွန်တော်တို့စ run နေပြီ however TikTok marketing ကအခုချိန်ထိဘူးဆိုလို့မရသေးတဲ့အချိန်မှာကျွန်တော်တို့ကဘယ်လိုခေါ်မလဲမြန်မာပြည်ကတော်တော်များများလိုချင်ကြတဲ့ lead generation ဆိုနေရာမျိုးကရဖို့အတွက်ခဲရင်းတယ်ဆိုတော့ဟိုပြီးတော့ TikTok က still လူတိုင်းအတွက်ပေါ့လေ marketing တမားတော်တော်များများအတွက်က still question mark အကြီးတော့စနစ်73မှာဟို Facebook ကိုကျွန်တော် marketing အမိုက်တက်လာခဲ့ဒုံကလိုပဲဟိုကျွန်တော်အမြဲတမ်းလည်းအဲ့ကိစ္စကိုပြောပြတယ်ဟိုကျွန်တော် talk စီတိုင်းမှာအဲ့ဒီခေတ်တုန်းက Facebook ရဲ့ content တွေ flyer ကြီးကိုကျွန်တော်တို့ပြန်တင်တဲ့ content တွေကျွန်တော် brand တွေကျွန်တော်များများအဲ့ခေတ်မှာရှိခဲ့ရဆိုလို့ရှိရင်တော့ကြည့်လိုက် right ကျွန်တော် flyer ကိုပဲပုံထုတ်ပြီးတော့အဲ့ပုံကိုပြစ်တင်တာဆိုတော့ကျွန်တော်တို့သိအောင်အော်ရတာအဲ့ချိန်မှာmobile first ဆိုတဲ့စကားလုံးကတရားအော်ရတာ mobile မင်းတို့ flyer ကြီးကိုဖုန်းပေါ်မှာလူတွေကဘယ်လိုကြည့်ရမှာလဲဆိုတဲ့ဟာကြီးอ่ะတော့အခုလည်း TikTok ကတော်တော်လေးလည်းကောင်းမယ်ဘယ်သူမှ TikTok ကဘာလို့ရလဲဆိုတော့မသိသေးဘူး yes ကျွန်တော်တို့အခုချိန်မှာ brand awareness လို့ကျွန်တော်អော်ကြတယ် entertainment လို့ကျွန်တော်ပြောကြတယ် still right TikTok မှာကျွန်တော်တို့ကဈေးရောင်းဖို့ TikTok မှာ brand တစ်ခုတည်ဖို့အတွက်ကိုဘယ်လိုတည်မလဲဆိုတော့ကုတ်ကတကယ်ဘာလုံးမှာ crack လုပ်ဖို့တော့တော်တော်ခက်ရင်းသေးတယ်ဒါပေမဲ့လူတွေကရောက်နေကြပြီဆိုတော့လူတွေကအခု TikTok ကိုရောက်နေကြပြီဆိုတော့ဟိုလောက်ကောင်းလဲ the brand မှာ agency ဖြစ်ဖြစ် creator ဖြစ်ဖြစ် brand 3-4 ခုတော့ကိုသူတို့အနေနဲ့လုပ်တာဖြစ်နိုင်တယ်ဒါပေမဲ့ industry တွေအတွက်ကိုဥမာကျွန်တော်လူ okay ဘယ်လိုခေါ်မလဲကျွန်တော်ပြောရတယ်တနေ့ကဘေးတော့ကြောက်နေရပေါ့နော်ဒါပေမဲ့လည်း still ဟို TikTok အကြောင်းကျွန်တော်စရတာဆိုတော့ Facebook မှာဒီဓာတ်ပုံထဲမှာ headline ရေးမယ်ပြီးလို့ရှိရင်အဲ့ visual line ရေးမယ်အဲ့ဒါလေးကိုကျွန်တော် product ကအလယ်နားလေးမှာ
တင်ရင်လူတွေရှင်းရှင်းလင်းလင်းမြင်ရတယ်သဘောပေါက်တယ်ဆိုတော့အတိုင်းကို TikTok မှာဘယ်လိုလုပ်အောင်လဲဆိုတာကိုမသိသေးဘူးအကုန်လုံးတော့ hook လို့ဆိုတဲ့ဟာမျိုးပဲရှိတယ်အဲ့ what the hell is hook right ကျွန်တော်ပထမ3စက္ကန့်ပထမ5စက္ကန့်ကိုလူတွေစိတ်ဝင်စားတဲ့ attention grabbing တစ်ခုခုလုပ်ဆိုတော့ဘယ်လိုလုပ်ကြတော့အဲ့မတိချင်းကဟိုကျွန်တော်တို့လူတွေကိုရှေ့တိုးဖို့အတွက်ကိုကျွန်တော်ကြောက်စီရပေါ့နော်ဒါတူရတစ်ခုတတိယတစ်ခုကကြတော့အဲ့နှစ်ခုကိုကျွန်တော်ဘယ်လိုရှင်းနေရလဲဆိုတော့ပထမရှင်းတဲ့နေရာကိုယ့်ရဲ့ဒီ industry ပေါ့လေလုပ်ငန်းနယ်ပယ်ထဲမှာဆိုဖမ်းလဲကိုယ့်ရဲ့ competitor ဒီပြိုင်ဘက်လုပ်ငန်းတွေကျွန်တော်အရင်ဆုံးသွားကြည့်ပြီးတော့အဲ့ပြိုင်ဘက်လုပ်ငန်းတွေရဲ့ကျွန်တော်ခုရ develop မှာဒီ proposal တင်နေဆိုလို့ရှိရင်ကျွန်တော်အနည်းဆုံး3နှစ်လောက်ကိုကြည့်တယ်အဲ့ဒီ industry အဲ့ဒီတဲမှာအဲ့ဒီ brand တွေမကပဲねတခြားသော brand 50ခုကဟောတော့ဟို direct တွေရော indirect တွေရော head to head တွေကိုဘယ်လိုမျိုး content မျိုးတွေဘယ်လိုမျိုး marketing campaigns မျိုးတွေဘာတွေလုပ်နေကြလဲဆိုတော့ကျွန်တော်ကသိကြတော့ကြတော့အဲ့ဒီ analysis ကိုအရင်ဆုံးကျွန်တော်လုပ်ရတယ်အဲ့ဒီ analysis လုပ်ပြီးပြီဆိုတော့မှကျွန်တော်ဆက်သွားတာဆိုတော့ဒီနေရာမှာလည်းလေဟိုကျွန်တော်အကြံပေးချင်တာကတစ်ခါတည်း reporting လို့ကိုဟိုဖြစ်ချင်မှာဖြစ်လိမ့်မယ်ဒါမှတော့ရော့ဒီမှာမင်းရဲ့ report အရင်ကောင်းတယ်ရော့ဒီမှာ300ဘယ်သူမှမလားtrust me ဘယ်သူမှမလားတော့ဒါပေမဲ့ maybe တလားတစ်ခါဒီကိုယ့်ရဲ့ industry ထဲမှာရှိနေတဲ့ competitors ရဲ့ movement တွေ activities တွေ campaign တွေအဲ့ဒါတွေကိုတလားတစ်ခါလုံးနိုင်တလားတစ်ခါလုပ်ပေါ့လေဟုတ်လား analyze လုပ်ပြီးတော့မှ maybe report ကို slide 4-5ခုလောက်ပဲဖြည့်ပြီးတော့နည်းနည်းလူကြီးရဲ့စိတ်ဝင်စားနိုင်မဲ့ special activity လေး4-5ခုလောက်ပဲဖြည့်ပြီးတော့လူကြီးတွေကိုသွားပြီးပြနိုင်တယ်ဆိုလို့ရှိရင်က competitor တွေကတော့ look competitor တွေကဒါလုပ်နေပြီငါတို့စီမှာ activity က0 competitor တွေကဒီတိုင်းလုပ်နေပြီငါတို့လည်းဝင်တဲ့နေအဲ့တော့ငါတို့ဝင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုး brand awareness တွေဒီလိုမျိုး message တွေငါတို့ရနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့တော့တောက်လို့ရတယ်ဆိုတော့တလားတစ်ခါတော့၎င်းဒါမှမဟုတ်လို့ရှိရင်3လတစ်ခါတော့၎င်းအဲ့လိုမျိုးလေးပုံမှန်လေးကျွန်တော်တို့ကတင်ပေးပြီးတော့မှခုနကပြောတဲ့ reporting နဲ့ပြန်ချိန်ပြီးတော့ကိုယ့်ရဲ့ boss ကိုဆွဲဆောင်နိုင်မယ်ဆိုလို့ရှိရင်ကတော့စီးရုံးနိုင်မယ်ဆိုလို့ရှိရင်ကတော့ဖြစ်နိုင်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ပေါ့နော်